ကဲတကယ်ချင်းတို့ရပေါ့နော် Facebook ထဲမှာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီလိုမျိုးအနေတွေဒီလိုမျိုးအဝါတွေမထိခံဘူးဆိုရင်နော်နေ့စဉ်ညတိုင်းစစ်ဆေးရမယ့်နည်းလေးကိုနော်ဘာတွေကိုလုံးမိအမားတွေလုံးမိပါသလဲနော် policy တွေထိနေပါသလားဗီဒီယိုကမှားနေပါသလားအသံတွေကိုပိတ်နေပါသလားဆိုရင်တော့ဒီနေ့မှာဆိုရင်ချောင်းဝင်ကတော့သွားပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပေါ့နော်သိချင်တဲ့သူငယ်ချင်းများပေါ့နော်ဒီဗီဒီယိုကိုအစုံအထိကြည့်ပေးပါနော်โอเคပါတူတူသွားကြမယ်အရင်ဦးဆုံးကျွန်တော်တို့ Facebook ကောက်ထည့်ကိုဝင်လိုက်ပါနော်တကယ်ကြည့်လို့ပေါ့နော်ဒီမှာနော်ဝင်လိုက်ပြီးတာနဲ့ကျွန်တော်တို့တွေကိုအရင်ဦးဆုံးအချက်လေးကိုကျွန်တော်သွားပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ profile ထဲမှာဒီမှာတစ်ချက်လေးဝင်လိုက်ပါနော်ဝင်လိုက်ပြီးတာနဲ့ဒီမှာလီယူနေရာလေးကိုတစ်ချက်လေးနှိပ်လိုက်ပါနော်ဒီမှာနော်ဒီမှာဆွဲလိုက်ပါနော်လက်လေးနဲ့ဆွဲလိုက်ပါဒီမှာစပီကာရုပ်တန်လေးကိုတွေ့တယ်မလားတစ်ချက်လေးစစ်လိုက်ပါဒါတော့ကျွန်တော်တို့ဗီဒီယိုတွေကိုအတန်တွေကိုပိတ်နေတာကိုစစ်ပါသလားစစ်တယ်ဆိုရင်ကျွန်တော်တို့တွေကဝင်ငွေလန်ချန်ကဝင်တာမကမ်းဘူးပေါ့နော်ဒါကြောင့်မလို့စစ်စေးရမှာနော်စစ်စေးမယ်စစ်လားမစစ်လားပေါ့နော်ခဏလေးစောက်လိုက်ပါဒါကတော့မစစ်ဘူးပေါ့နော်တကယ်လို့စစ်မယ်ဆိုရင်ဒီမှာပေါ်လာလိုက်မယ်ဗီဒီယိုလေးပေါ့နော်စစ်တယ်ဆိုရင်ကျွန်တော်တို့ဗီဒီယိုကပြောင်းလို့ဆုပ်ပြီးဖြတ်လိုက်ပါပေါ့နော်โอเคပါပြောင်းလို့ဆုပ်လိုက်ပါဒါတော့မစစ်ဘူးတော့အဲ့တော့နံပါတ်1အချက်ပေါ့နော်ဒါတော့နံပါတ်2အချက်ပြောင်းသွားပါမယ်နော်ဒီလိုမျိုးပြောင်းလို့ဆုပ်လိုက်မယ်နော်နံပါတ်2အချက်ကတော့ကျွန်တော်တို့ blue byte ထဲမှာဝင်လိုက်ပါဝင်လိုက်ပြီးတာနဲ့ဒီအပေါ်ကအဆက်3ဆက်တွေ့တယ်မလားနော်အဆက်3ဆက်လေးကိုတစ်ချက်လေးနှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုရင်ဒီမှာနော်စถานะ profile ဒီမှာတစ်ချက်လေးဝင်နှိပ်လိုက်ပါပေါ့နော်ခဏလေးဆက်လိုက်ပါဒီမှာနော်အရင်ဦးဆုံးကျွန်တော်တို့ profile မှာဝင်စစ်ဆေးမယ်ပေါ့နော်အမားတွေစစ်ပါသလားဒါတော့နေ့စဉ်ညတိုင်းစစ်ဆေးရမှာနော်မစစ်ဆေးဘူးဆိုရင်ဒီတိုင်းပဲထားနေခဲ့မယ်ဆိုရင်အနေကိုထိခေါင်ရမယ်ပြီးလဲအဝါတွေကိုထိမယ်တော့ဗောနော်ကျွန်တော်တို့ဗာဒီဗီဒီယိုလေးလုံးမိတာလည်းကျွန်တော်တို့ကမသိဘူးဗောနော်ဒါကြောင့်တို့ဒီမှာတစ်ချက်လေးဝင်လိုက်ပါဝင်လိုက်ပြီးဆိုရင်နော်ဗာအမားတွေကိုစစ်ခဲ့မယ်ဆိုရင်တကယ်ကြီးလေးဗောနော်ဒီနေရာကိုအနေတာတွေဝါနေတာတွေဒီလိုမျိုးပေါ်လာလိုက်မယ်ဗောနော်ဒါတော့အမားတွေကိုဘာမှမစစ်ခဲ့ပါဘူးခင်ဗျာနော်တကယ်ကြီးလေးဗောနော်ဒါဆိုရင်ပြန်နှုတ်ဆွလိုက်ပါပြီးရင်ဝင်ငွေလန်ချန်စစ်ဆေးမယ်ဗောနော်ကန်ဆာလိုက်တိုင်းဗောနော်ဒီနေရာလေးကိုတစ်ချက်လေးဝင်လိုက်ပါနော်ခုနကလိုမျိုးပဲတူပါပဲเนาะဒါတို့ဘာမှအမားတွေကိုမစစ်ပါဘူးတွေ့တယ်เนาะတကယ်ချင်းနေပေါ့เนาะအမားတွေစစ်ခဲ့မယ်ဆိုရင်အနေတွေအဝါတွေဒီမှာပေါ်လာလိုက်မှာဖြစ်ပါတယ်ပေါ့เนาะโอเคပါဒါတော့နံပါတ်2အချက်ပဲဖြစ်ပါတယ်ပေါ့เนาะပြန်နှုတ်ဆွလိုက်ပါခင်ဗျာနံပါတ်3အချက်ပြောင်းပြပေးသွားမယ်ပေါ့เนาะနံပါတ်3ကတော့ဘယ်ကိုသွားရမလဲဆိုရင်တော့ဒီမင်းသုံးချမ်းလေးကိုတစ်ချက်လေးဝင်နှိပ်လိုက်ပါเนาะမင်းသုံးချမ်းလေးဝင်လိုက်ပြီးဆိုရင်အပေါ်ကနည်းနည်းဆွဲလိုက်ပါအပေါ်ကနည်းနည်းဆွဲလိုက်ပြီးဆိုရင်ဒီခွန်ချွေရလက်တန်ဆနာစနုံတင်ရလေးကိုတစ်ချက်လေးနှိပ်လိုက်ပါဒီမှာနော်ပြီးသွားပြီဆိုရင်ဒီခွန်ချွေလအသေးပုံနေရလေးကိုတစ်ချက်လေးနှိပ်လိုက်ပါနော်ဟုတ်ကဲ့ပါဗောနော်ဒီလိုမျိုးပေါ်လာပြီဆိုရင်အပေါ်ကနည်းနည်းဆွဲလိုက်ပါပြီးဒီမှာဆိုရင်တွေ့တယ်မလားဒီကန်ဆပ်စာဗောနော်ဒီခေါင်းလုံးရုပ်တောင်လေးကိုတစ်ချက်လေးနှိပ်လိုက်ပါဗောနော်ဒီမှာနော်โอเคဒီလိုမျိုးပေါ်လာပြီဆိုရင်ဒါတော့ကျွန်တော်တို့ကအမားတွေကိုလုံမိပါတယ်ဟိုအရင်ကဗောနော်2024ကတည်းကဗောနော်ကျွန်တော်ဒီနေ့3 4 5တော့ငါပုတ်တော့မှဗီဒီယိုတွေကိုလုံမှမိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အခုချိန်မှာဆိုရင်ဒီဗီဒီယိုတွေကိုအပြည့်မရှိတော့ဘူးဒီတိုင်းပဲမပြောက်တော့ဘူးဒီတိုင်းပဲနေမယ်ပေါ့နော်ဒီဗီဒီယိုကတော့တကယ်တော့ကြတော့အမားတွေကိုစစ်ခဲ့မယ်ဆိုရင်ပေါ့နော်အသစ်အမားတွေကိုစစ်ခဲ့မယ် policy တွေပါတယ်ထိခဲ့မယ်ဆိုရင်ဗီဒီယိုကဒီအောက်မှာမြင်ရလိုက်မယ်ဒါမှမဟုတ်အပေါ်မှာကိုပေါ်လာလိုက်မှာဖြစ်ပါတယ်ပေါ်လာပြီဆိုရင်ဒီဗီဒီယိုကအမြောင်လေးကိုပြောင်းဖြတ်လိုက်ပါပေါ့နော်ဒီနေရာလည်းကြည့်လို့ရတယ်ပါနေတော့နော်ဒါကတော့2025မှာမာနေတဲ့ဗီဒီယိုတွေကိုပေါ့နော်ဒါဆိုရင်တကယ်ကြီးတို့ကဒီနံပါတ်3အချက်ကတော့နားလဲသဘောပေါက်သွားလိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပေါ့နော်ဒီအချက်3ချက်လေးကိုနေ့စဉ်ညတိုင်းကိုစစ်ဆေးပေးပါပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အကောင့်တွေကိုမနေအောင်မဝါအောင်ပေါ့နော်တကယ်ကြီးလေးပေါ့နော်ဒီဗီဒီယိုလေးကိုဒီလောက်လေးနဲ့ပဲလာမျှဝေပေးသွားတာပေါ့နော်အကျိုးရှိတယ်ဆိုရင်ပေါ့နော်တကယ်ကြီးလေးပေါ့နော်မသိတဲ့တကယ်ချင်းစီကိုလည်းများများ share ပေးကြပါပေါ့နော်သူတို့ကိုလည်းသိရအောင်သတိထားရအောင်ပေါ့နော်အကောင့်တွေကိုမနေရအောင်မဝါရအောင်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကို follower မလုပ်ထားတဲ့သူငယ်ချင်းတွေကိုလည်းလုပ်ထားကြပါပေါ့နော်ကျွန်တော်ကတော့ Facebook အကြောင်းနဲ့ TikTok အကြောင်းတွေကိုလည်းအမြဲတမ်းလာမျှဝေပေးတဲ့သူတရားပါဖြစ်ပါတယ်ခင်ဗျာပေါ့နော်သိချင်တဲ့ဟာရှိတယ်ဆိုရင် comment ထဲမှာရေးလာမေးလို့ရပါတယ်ခင်ဗျာအားတဲ့အချိန်မှာဆိုရင်ချောင်းဝင်ကတော့အမြဲတမ်းပြောင်းဖြည့်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးကိုအဆင်ပြေကြပါစေ